တကယ် organic စစ်စစ်เนาะဒါရှားဆောင်ဖြစ်ပါတယ်ဆိုတော့ရှားဆောင်လက်ပတ်ကိုကျွန်တော်တို့ကဘာဆေးမှမသုံးမဲနေကျွန်တော်တို့စိုက်ထားတာပေါ့เนาะဆိုတော့ရှားဆောင်ဝင်ကနေပြီးတော့အလက်တွေကိုကျွန်တော်တို့ဖြတ်ပြီးတော့ဒါအိမ်ကိုရောက်လာပြီဆိုတော့ဒီရှားဆောင်လေးကိုပြချင်တယ်ပေါ့เนาะအဓိကတော့ကျွန်တော် organic ဆိုတာကလေဘယ်လိုစိုက်ရတာလဲဆိုတော့ကျွန်တော်တို့ဒါပေငါသူ့ရဲ့ဒီပေ90ပတ်လည်မှာပေါ့เนาะဘာအဆေးမှမဖြန်းနေနဲ့မြေကောင်းနေရမယ်ပေါ့ပြောချင်တာကလေသူ့ရဲ့ပေ90ပတ်လည်မှာဘာchemical ဆေးမှသုံးထားတဲ့မရှိတဲ့မြေမျိုးပေါ်မှာစိုက်ရတဲ့အရာမျိုး organic ဆိုတာ organic ဒါမှဒါကျွန်တော်တို့ကဒီကိုယ့်ရဲ့အပင်ကတော့ဘာဆေးမှလည်းမဖြန်းဘူးဘာမှလည်းမသုံးပေမဲ့လေကိုယ့်ရဲ့အနီးနားမှာရှိတဲ့အပင်တွေမြေတွေကမှာဆေးတွေဘာတွေဖြန်းထားတယ်ဆိုလို့ရှိရင်ဒါဟာ organic 100% မဖြစ်ဘူးပေါ့เนาะဆိုတော့အရှာတောင်းကိုရောင်ကစိုက်တယ်စားခြင်းမှာတော့ဘာပဲဖြစ်ခါတက်တက်လေးတော့ဖြစ်တာပေါ့เนาะရောင်ကတော့ဒါစားတာကြာပြီဆိုတဲ့ခါကျတော့ဒါရောင်လိုမိတ်ဆွေတွေကိုရှာတောင်းလေးကိုစားပြပါတယ်သူကတော့ဝင်းအေးတယ်နောက်တစ်ခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့ခန္ဓာကိုယ်အတွက်ကောင်းတယ်ပေါ့เนาะစီးကျူသမားတွေဆိုလို့ရှိရင်လည်းဒီခြားဆောင်လက်20လောက်နဲ့ကျွန်တော်တံမြာကြီးလေးဖြန်းပြီးစားလဲအဆင်ပြေတယ်အဲ့တော့ခန္ဓာကိုယ်တွင်းလည်းကောင်းတယ်သပင်အတွက်လည်းအရန်ကောင်းပါတယ်ခြားဆောင်ကလေ skin အတွက်လည်းအရန်ကောင်းတယ်ပေါ့ဒါကြောင့်အရောင်က E3+ ထဲမှာမရှိမဖြစ်ထည့်ထားဖြစ်ပါတယ်